N3 ရဲ့မိမိခါရ grammar ခက်နေလားရှုပ်နေလား2 မိနစ်ပဲအချိန်ပေး2 မိနစ်ထဲနဲ့ဗျာ grammar တစ်ခုကိုရဖို့အတွက်ကျွန်တော်အာမခံနေနော်စနေတနင်္ဂနွေနေ့ရဲ့ကျွန်တော်ရဲ့ YouTube channel မှာဆိုရင်ပုံမှန်တင်ပေးပါတယ်နော်ဒါဆိုရင်တက်သွားလိုက်ရအောင်အားလုံးကိုမင်္ဂလာပါဗျာကျွန်တော်နာမည်ကတော့ရေသူဝင်ဆွေဖြစ်ပါတယ် Lesson Education ရဲ့ founder လည်းဖြစ်ပါတယ်နော်ကျွန်တော်ကတော့မိမိခါရ over eru ပေါ့နော် grammar N3 ရဲ့မိမိခါရ over eru grammar ကိုအလွယ်လေ့လာမယ်ဆိုတဲ့အစီအစဉ်အရရောကြိုဆိုပါတယ် Okay ဒီတစ်ပတ်မှာပေါ့နော်ဒီတစ်ပတ်တနင်္ဂနွေမှာကျွန်တော်ပေါ့နော်ဒီ sharing လုပ်ပေးချင်တာကတော့ကျွန်တော်တို့ကဘာလဲဆိုရင် noun ဝမူချီတုံနာနီနာနီမို့ဆိုတဲ့အဓိပ္ပာယ်လေးပဲဖြစ်ပါတယ်သူကဘာလဲဆိုရင် noun 1လည်းဖြစ် noun 2လည်းဖြစ်ဆိုတဲ့အဓိပ္ပာယ်လေးပါပဲနော်ဒီအဓိပ္ပာယ်လေးကရိုးရှင်းပါပဲ noun 1လည်းဖြစ် noun 2လည်းဖြစ်နော်အဲ့တော့ဒီမှာဆိုရင်ပေါ်ပြထားတဲ့ဟာဆိုနော်ရေးထားတဲ့ဟာလေးမှာဆိုရင်ခဏမီဆဲဝါပေါ့နော်ဒီဈေးဆိုင်လေးရာမန်ဝမူချီတော့ပေါ့နော်ရာမန်ဒီပေါ့နော်ရာမန်ဒီကျွန်တော်ဗာလဲဆိုရင်ဂျိုဇာမို့စုခိုခုအိုရှိနော်နော်ဆိုတော့ကျွန်တော်တော့နော်ရောပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဗာလဲဆိုရင်ဒီပေါ့နော်ဒီရာမန်ဆိုင်ကပေါ့နော်ဒီဆိုင်ကရာမန်ကပေါ့နော်ကျွန်တော်တို့ကရာမန်ကလည်းအရသာရှိပြီပေါ့နော်နောက်တစ်ခုကျွန်တော်တို့ကဒီပေါ့နော်ဖတ်ထုတ်တွေကလည်းအရသာရှိတယ်ဆိုတဲ့အဓိပ္ပာယ်လေးပဲဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့က49ရဲ့ပေါ့နော်ကျွန်တော်တို့ကနောင်ဝမူချီုံဒါမှမဟုတ်ရင်နောင်ဝမူတူယောဒီဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီကနံပါတ်2လေးကိုပဲကျွန်တော်တို့ကကြည့်ကြည့်မယ်ပေါ့နော်နံပါတ်2လေးကိုပဲကျွန်တော်တို့ကဖတ်ကြည့်မယ်နော်ဒါဆိုရင်ဗာလဲဆိုခွန်းတူနောပါတီနီဝခီမီဝမူချီုံအခုဆန်နီမို့ရှုစက်ခီရှိတဲ့မူရာရီတိုင်းပေါ့နော်ဒီတစ်ကြိမ်ပါတီမှာဆိုရင်တော့မင်းကိုရောပဲမင်းအမျိုးသမီးကိုရောပဲတက်ရောက်စီခြင်းနဲ့ဆိုတဲ့အဓိပ္ပာယ်လေးပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ပတ်စနေတနင်္ဂနွေမှာတွေ့ပါမယ် Like and subscribe ခေါင်းလုံးလေးနှိပ်ပေးခဲ့ပါဦး